မင်္ဂလာပါအခုဆိုလို့ရှိရင်ငလျင်ထုတ်ပြီးတာနှစ်ပတ်ပြည့်သွားပါပြီအဲ့အတွက်ကြောင့်မလို့ငလျင်တန်ဒေတာကပြည်သူလူထုတွေအနေနဲ့ဒီအဆောက်အဦပေါ့နော်အဆောက်အဦတချို့ကဝုန်းနဲ့ပြိုသွားတယ်တချို့ကမပြိုဘဲနဲ့တဲတဲလေးကြံခဲ့တယ်တချို့ကတော့ခိုင်မာမှုကြံ့ခိုင်မှုအားနည်းတာတွေအများကြီးရှိနေတယ်ဇဝေဇဝါဖြစ်နေကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပြည်သူလူထုအနေနဲ့ပူပေါင်းလှုပ်ဆောင်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့တချို့တွေကကြတော့ငါ့အိမ်ကမပြိုသေးဘူးပေါ့နော်။သူ့အိမ်ကပြိုသွားတယ်။သူ့အိမ်ကိုလာဖြိုတဲ့အခါကျလို့ရှိရင်ငါ့အိမ်ပြိုမှမို့လို့ဆိုတော့တောက်ထောက်ပြီးစောင့်ကြည့်တဲ့လူတွေဒါတွေအများကြီးရှိနိုင်တယ်အကြောင်းမျိုးမျိုးပေါ့နော်အကြောင်းမျိုးမျိုးတစ်ခါလေးကြားလို့ရှိရင်သူ့အိမ်ကပြိုပြီးငါ့အိမ်ကိုပြီးတာပေါ့ပြီးလို့ငါ့အိမ်ကဒီလိုဖြစ်သွားတာပေါ့နော်ဒီလိုမျိုးတွေရှိနိုင်ပါတယ်ရှိနိုင်တဲ့ခါကျတော့တကယ်တော့ငလျင်ဆိုတဲ့ဘေးဆိုးကြီးကဆိုတော့ဘယ်သူမှဖန်တီးတာမဟုတ်ဘူးဒါသဘာဝလျှောက်ဖြစ်တာပေါ့နော်ကဘာမြေကြီးစတီကလေးကဒီငလျင်ဆိုတဲ့အကြောင်းအရာဖြစ်လာတဲ့အတွက်ကြောင့်ကျမတို့ကမြည်သူကိုမှအပြစ်တင်လို့မရပါဘူးဖြစ်လာတဲ့လောကဒဏ်ကိုကျမတို့ကအတူတူရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိသူကိုမှအပြစ်မတင်မဲနဲ့ကျမတို့ဒီဖြိုဖျက်ဖို့လိုတာတွေရှိလို့ရှိရင်ဆိုတော့ရက်ွက်မှာဒီတက်နိုင်ကိုဘယ်လိုပြောမလဲသက်ဆိုင်ရာဒီနဲ့ဒါမှမဟုတ်လို့ရှိရင်ပူပေါင်းလှုပ်ဆောင်တဲ့ဝန်ထမ်းတွေနဲ့ပူပေါင်းပြီးတော့ဖြိုဖျက်တင်တာတွေကိုကြိုတင်ပြီးလုပ်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဖြိုဖျက်ပြီးလို့ရှိရင်နောက်ပိုင်းကဗတ်တာဝန်ရှိသေးတယ်ဆိုဖြိုဖျက်တာနဲ့မပြီးသေးဘူးဒီဟာတွေကိုဒီအပုံတွေပေါ့နော်ပုံလာတဲ့အမိုက်တွေကိုအသေးပြီးတော့ပို့ရမယ်ဇရိတ်တွေစကားတွေဒါတွေကလည်းအများကြီးရှိတယ်အများကြီးရှိတော့ဖြိုဖျက်ပြီးရင်တော့မှဒီအမိုက်တွေကိုဘယ်လိုရှင်းမလဲဆိုတော့နောက်ပြဿနာတစ်ခုကဒီလူတိုင်းမှာကြုံလာရတဲ့ဟာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဇရိတ်တွေတချို့တွေမှာအခက်အခဲတွေအများကြီးရင်ဆိုင်နေရတယ်ရှိတဲ့အတွက်ကြောင့်မို့လို့ကျမတို့တူးပေါ့နော်ဘယ်လိုပြောမလဲဒီနားလည်မှုမရှိဘဲနဲ့နေမဲ့အစားပူပေါင်းလှုပ်ဆောင်ပြီးတော့ဖြတ်တင်ရင်လည်းဖြတ်ဖို့လိုအပ်လို့ရှင်လည်းဖြတ်ဖို့ဘာကြောင့်လဲဆိုတော့အခုလောလောဆယ်ကဒီကောင်းနေသေးတယ်လို့မြင်ရပေမဲ့ဒီမိုးရင်းရောက်လာလို့ရှင်မိုးတန်ရဲ့ဒီအချိန်ကြာတဲ့အမျှဒီနေကြီးရဲ့တုန်ခါမှုတွေအကြောင်းဒီတစ်ချိန်မို့တစ်ချိန်မှာကိုကြံခဲ့တဲ့အဆောက်အဦကကြံ့ခိုင်မှုမရှိဘူးဆိုလို့ရှိရင်ဒါကပြုတ်ပြတ်နိုင်ခြေအန်ဒီရရှိတယ်ပေါ့နော်ဒီအဲ့ခါကြလို့ရှိရင်ပို့ပြီးတော့ဒီဘယ်လိုပြောထိခိုက်မှုတွေကပြန်လည်တိဆောက်ပြီးသားအခြေအနေဖြစ်ဒီ rehabilitation တွေသွားတဲ့အချိန်တွေမှာဒီအဆောက်အဦထပ်ပြိုကြလို့ရှိရင်ထပ်ပြီးတော့နောက်ထပ်အန်ဒီရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ပူပေါင်းလှုပ်ဆောင်ကြဖို့တော့ကျွန်မအကြံပေးချင်ပါတယ်လို့ကျေးဇူးပါ